နောက်ခန်းထဲကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာဆိုရင် luxury sedan ကားတစ်စီးဖြစ်တာနဲ့အညီ let room တွေ head room တွေကကိုထင်သားအထက်တောင်ပို့ပြီးတော့ကျယ်ဝန်းနေတာကိုလည်းမြင်တွေ့ရတယ်။နောက်ခန်းကသူတွေအတွက်ဆိုရင် infotainment touch screen ကဒီဘက်အချမ်းကောဟိုဘက်အချမ်းကောမှာပါဝင်တာမြင်တွေ့ရတယ်။ aircon အနေနဲ့ဆိုရင်အလဲမှာ2ခုတကားပေါင်ဒီဘက်အချမ်းမှာရောဟိုဘက်အချမ်းမှာရောလည်း aircon ပါဝင်တယ်။ aircon ရဲ့ temperature adjustment ကိုလည်းကိုစိတ်ကြိုက်နှစ်ဖက်စလုံးပြောင်းလဲလို့ရတယ်။တကားပေါင်မှာဆိုရင်တော့ညဘက်တွေတဲ့အသုံးဝင်မယ်မီးလေးလည်းပါဝင်ပါတယ်ဒီမီးလေးရဲ့အပေါ်ဘက်မှာဆိုရင်လည်းပစ္စည်းအသေးလေးတွေချိတ်ဖို့အတွက်ခုကလေးထပ်ပါပါတယ်နှစ်ဖက်စလုံးမှာပါဝင်တာပဲဖြစ်ပါတယ်ရှင်ထိုင်ကုန်နေမှာဆိုရင်လေထိုင်ကုန်အပူအေးပေးလို့ရတာကနှစ်ခုလုံးမှာပါဝင်တယ်စီမှာဆက်တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်အပေါ်ဘက်မှာဆိုရင်မှန်ပါဝင်တယ်စာချိမီပါဝင်တယ်ဒီဘက်ချမ်းရောဟိုဘက်ချမ်းရောနှစ်ဖက်စလုံးမှာပါဝင်ပါတယ်။နောက်တကားပေါင်ဒီဘက်အပေါ်ဘက်မှာခုတ်လေးပါတယ်။ဒီဘက်ချမ်းရောဟိုဘက်ချမ်းရောပါတယ်။စာတီမီဆိုရင်လည်းနှစ်ဖက်စလုံးမှာပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။နောက်ဒီကားမှာဆိုရင်နှစ်ဖက်စလုံးမှာတူညီတာပါဝင်တာတော်တော်များမြင်တွေ့ရပါဘောနော်။အခုတစ်ခါလေနှစ်ဖက်စလုံးမှာ X-ray ပါဝင်တယ်။ ambient light တွေလည်းသူကပါတယ်။အဲ့တော့အတွင်းကန်းထဲမှာတော်တော်လေးလှတာပေါ့နော်။ sound system အနေနဲ့တော့ Harman Kardon brand ကိုသုံးပေးထားတဲ့အခါကျတော့သချင်းကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်ရှင်။ luxury sedan ကားတစ်စီးဖြစ်တဲ့အခါကျတော့နောက်ခန်းကခုံတွေရဲ့ function ကလည်းတကယ်ကိုအသက်ပဲပေါ့နော်။နောက်ခန်းကခုံတွေမှာဆိုရင်လေ seat motor တွေ seat memory တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အလဲဘက်မှာဆိုရင်ထုံးစံတိုင်း armrest ပါဝင်တယ်။ဒီအောက်ခလုတ်ကလေးကိုနှိပ်လိုက်မယ်ဆိုရင် cup holder နှစ်ခုထွက်လာတယ်။ဒီအလဲဘက် armrest မှာပို့ပြီးတော့ထူးခြားတာပါလဲဆိုရင် tablet ပါဝင်လာတယ်ဒီ tablet ကနေပြီးတော့ကားတစ်စီးလုံးရဲ့ရှေ့ခန်းရောနောက်ခန်းရောရဲ့ function အားလုံးဒီပါကိုဒီ tablet ကနေပြီးတော့လည်း control ပေးလို့ရပါတယ် tablet မှာဆိုရင်ကားအနောက်ဘက်ခုံကို left ကို command ပေးမှာလား right ကို command ပေးမှာလားလဲခွဲခြားပြီး command ပေးလို့ရတယ်ဒါဆိုရင်တော့ sun protectionမှန်ရဲ့နေကာအားလုံးကိုဖွင့်ချမယ်ဆိုရင် open all နေကာအားလုံးကိုပိတ်ချင်တယ် close all ဒီဟာကတော့နောက်မှအကြီးရဲ့နေကာကိုအဖွင့်ပိတ်လုပ်တာလို့ဖြစ်ပါတယ်တခြားလည်း function တွေအများကြီးပေးလို့ရတယ်ဆက်ပြီးတော့ပြပေးပါမယ် overview ခါခုနက sun protection ပြပြီးပြီ seat massage ဒီမှာဆိုရင်လည်း left right ရွေးလို့ရတာပေါ့နော်ဒါဆိုရင် left ဘက်ကလည်းဖြစ်ပါတယ်ဒါ off လုပ်ထားတယ်ကိုယ်ပဲနေရာကိုနှိပ်ချင်တာလေ shoulder massage လား lumbar massage လား speed ကလည်း1 2 3ကြိုက်တယ်လို့ပြောင်းလို့ရပါတယ်2လောက်နဲ့ shoulder massage ဒါဆိုရင်တော့နှိပ်နေပြီပေါ့နော်ပြောင်းကြည့်လိုက်မယ်သူဘယ်နေရာနှိပ်နေရဆိုတာလည်းပြပေးပါတယ်ဒါ right နောက်တစ်ဖက်ကိုလည်းကိုယ်စိတ်ကြိုက်ပြောင်းလဲလို့ရပါတယ်ပိတ်ချင်တယ်ဆိုရင် off ပိတ်ချင်တယ်ဆိုရင်တော့ off ကိုနှိပ်လိုက်လို့ရပါတယ်ခုနကတော့ကြတော့ရိုက်ကူးရေးအတွက် customer တွေကိုပြချင်လို့ညာဘက် chair ကိုသုံးပေးထားတာပေါ့နော်အခုဖြူထိုင်နဲ့ဘဲဘက်အချမ်းခုံကိုရွေးပြီးတော့ massage ကိုဘယ်လိုနေလဲစက်ကြည့်မယ်ဖြူကတော့ speed limit ကို2လောက်ပဲထားထားတယ်ဖြူကဒီနေရာရဲ့200ကြိုက်တယ်ဆိုတော့
back massage ကိုရွေးကြည့်ပါမယ်တကူလုံးကရောဘယ်လိုမျိုး feeling ရှိလဲ whole body ဆိုတာလည်းနှိပ်ကြည့်ထားပါတယ်ကဲခိုင်ကုန်လေးကိုလည်းအနောက်ကိုနည်းနည်းလေးနှိပ်ချလိုက်luxury စီတန်းတွေကိုစီးရခြင်းအားသာချက်ကတော့ဒီလိုမျိုးအရန်ကို luxury feeling ခံစားရတာပေါ့နော်ကားတစ်စီးမှာထိုင်နေရရဆိုပေမဲ့တကယ် massage chair တစ်ခုပေါ်မှာထိုင်နေရတယ်လို့မျိုးတော်တော်လေး comfortable ဖြစ်တယ်ချူတော်တော်လေးသဘောကျပါတယ်ဒီကောင်မိုက်တယ်massage chair ကလေအခုဆိုပြော whole body ကိုရွေးထားတာပေါ့နော်တကူလုံးထိမိမိဟို massage chair တွေလောက်အရင်ထိမိမဖြစ်ပေမဲ့လည်းတက်တောင့်တက်တာဖြစ်တယ်ဆိုတော့ feeling ကိုတော့ရပါတယ်။ဘာလို့ဖြူကတော့နှိပ်တာကြိုက်တဲ့လူဖြစ်တဲ့ခါကြတော့လေ။ left right interior lighting နေလေtablet ကနေပြီးတော့ပြောင်းလဲလို့ရတယ် ambient light တွေကိုအရောင်လေးချိန်ပါလားစသဖြင့် ambient light ရဲ့ color တွေ brightness တွေလည်းပြောင်းလဲလို့ရပါတယ်aircon နဲ့ပတ်သက်တဲ့ temperature တွေကိုလည်းဒါဆိုရင်ညာဘက်အထက်ပေါ့နော်ကိုစိတ်ကြိုက် tablet ကနေပြောင်းလဲလို့ရပါတယ်ရှင် sun protection အတွက်ဆိုရင် tablet ကနေပြီးတော့နောက်တကားနှစ်ချက်ရဲ့နေကာတွေကိုဖွင့်ချင်လားပိတ်ချင်လားနောက်အပေါ်က sun roof တွေ moon roof တွေနောက်မှအကြီးရဲ့နေကာတွေကိုလည်း tablet ကနေပြီးတော့တပြိုင်နက်တည်း control ပေးလို့ရပါတယ်open on ကိုနှိပ်လိုက်မယ်ဆိုရင်လေရှိသမျှမှန်နေနောက်မှန်နှစ်ချက် sun roof moon roof နောက်မှန်ကြီးတခါလေးပိတ်သွားမယ် close on ကိုနှိပ်လိုက်မယ်ဆိုရင်လေတပြိုင်နက်တည်းအကုန်လုံးပိတ်သွားမှာဖြစ်ပါတယ်ပြောရင်းနဲ့ကြံခဲ့တာပါလဲဆိုရင်ဒီ Emirates နေရာမှာဆိုရင် cargo space ထပ်မှန်ပြီးတော့ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ခုပြသသွားတဲ့ luxury comfort advanced technology အားလုံးကိုတပြိုင်နက်တည်းခန်းစားခြင်းတဲ့သူတွေအတွက် BMW 7 Series 730 Li individual grade 2020 model ကားလေးကိုသူက recommend ပေးပြရသေးရှင်ဒီကားလေးကိုတိုက်နှစ်သက်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့လက်ငင်းလေးဝယ်လို့ရတယ်လို့အရေးကြနေတယ်ဝယ်လို့ရပါတယ်ရှင်အရေးကြနေတဲ့ 30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်လို့ရပါတယ်ရှင်အမြင်လာရောက်ကြည့်ရှုခြင်းတွေ customer များအနေနဲ့ဒီလမ်းလိုတဲ့ hotel ကြီးမှာ showroom number 1ရဲ့အနောက်ဘက်မှာဆိုရင် showroom number 2 တောင်ကလာရန်နာလမ်းမပေါ်မလိခအေးရဲ့အရှိတ်ဘက်မှာဆိုရင်တော့ showroom number 3ဆိုပြီးဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်လူကြီးမျိုးတို့နေဆိုင်ရာ showroom မှာလာရောက်ကြည့်ရှုဝင်အားပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရစီရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရပေးကြပါဦးနော်အပတ်စဉ်စနေညနေ6 နာရီတိုင်းကား review ဗီဒီယိုလေးတွေကိုတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်ကဲနှုတ်ဆက်မဲ့ချိန်ကိုရောက်လာခဲ့ပြီနော်နောက်ချက်ကားသစ်တွေနဲ့နောက်စီစဉ်တွေမှာဖြူနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော် bye bye